မဲ့မင်္ဂလာပါ Green Bike ကနေကြိုဆိုလိုက်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ rare ပင်တွေထားတာပေါ့ရှားပါကမုံတွေပေါ့နော်ဒီဘက်မှာအိမ်တော်ဖြူသူ့ပေနာမှာတော့အိမ်တော်ပန်းရောင်ဒီဘက်ကတော့အိမ်တော်မျိုးစိတ်တွေထားတာသူကကြတော့အလင်းရောင်လိုအပ်ချက်များတော့အလင်းရောင်ကောင်းကောင်းနဲ့အပူချိန်နဲ့ထားတယ်ဒီဘက်မှာတော့ကျွန်တော်ကမုံတွေ variegated ပေါ့နော်အယောင်ပါတဲ့ကမုံတွေမဲတော်တွေရှိမယ်ဒီဘက်က philodendron လို့ခေါ်တဲ့ပင်တွေရှိတယ်ဒီဘက်မှာရှင်တူရီဒီဘက်ကကျတော့ရေတကုံတွေမှာထည့်တဲ့ bromelates လို့ခေါ်တဲ့နက်နက်ပွင့်တွေပေါ့စက်တုံတွေရှိမယ်အပေါ်မှာဆိုရင်တော့နှစ်သမီးတစ်ပတ်ပေါ့နော်ဟိုပေါ့ fan ဒီဘက်ကအိမ်တော်မျိုးစိတ်ရှားတဲ့အိမ်တော်မျိုးစိတ်တွေချမ်းသာကြီးမေတော်ကြီးအင်ဒိုမျိုးနဲ့ပေါ့philodendron တွေသူကဒီဘက်ကကျတော့ကျွန်တော်ကအယောင်ဆက်အပင်တွေအများဆုံးရှိတယ်ဘယ်ချမ်းနေရတော့ဟိုရိုးစိမ့်နေမဟုတ်ပေါ့နော်ဟိုအပင်အစိမ့်နေမဟုတ်ပဲねကာလာဆက်အပင်တွေပေါ့သူကကာလာဆက်အပင်ဆိုတော့ဒီလိုမျိုးပေါ့နော်အစိမ့်တစ်ဝက်ပါမယ်ပြီးရင်အယောင်တစ်ဝက်ပေါ့နော်အင်းကြီးကတော့အများကြီးပဲဒါကတော့ထိုင်းကွန်းနေမွန်ဆာရက်ထိုင်းကွန်းဒီဘက်မှာလည်းဒီအယောင်ပါတဲ့မျိုးနွယ်တွေဖီလိုဒန်ဒွန်တွေအများဆုံးပဲတော့လည်းဖီလိုဒန်ဒွန်အကြိုက်ဆုံးပဲဒါတော့ချမ်းသာကြီးကမုန်းနေမျိုးတွေကတော့အစုံပဲမြန်မာမျိုးတွေရှိတယ်နိုင်ငံခြားမျိုးနွယ်တွေရှိတယ်ဒီဘက်ချမ်းကတော့ကျွန်တော်ရဲ့ special ကမုန်းတွေကိုထားတာပေါ့သူ green house နဲ့ထားတာဒီကောင်ကြတော့ဒီကတော့ evaporated ပတ်ဒီအထဲထဲကလေကိုအေးမြစေတာရှည်တွေကိုဖြတ်ပြီးစီးစင်းထားရတာပေါ့နော်တော့ဒီထဲမှာကျတော့အပြင် temperature ထက်8 degree Celsius လောက်ပိုပြီးအေးတယ်ပေါ့ဒီထဲမှာကျတော့ကျွန်တော်ကြိုက်တဲ့မျိုးနွယ်တွေရှိတယ်စက်တုံကာလာတွေပေါ့နော်စက်တုံလေးဘယ်မှာဆိုချမ်းသာကြီးအကြီးကြီးရှိတယ်ချမ်းသာကြီးကိုမှကာလာပါလာဒါကြတော့ဒါကတော့စက်တုံမျိုးနွယ်တွေဘောင်ရဈေးလဲကောင်းတယ်ပေါ့ရှားပါမျိုးစိတ်တွေပါဒါကြတော့ထိုင်းကွန်းနေရှားလာဝါမင်းနေအဆုံးပါပဲကာလာဇက်တွေပေါ့တစ်ဖက်နဲ့တစ်ဖက်ကကြတော့မျိုးနွယ်ချင်းမတူဘူးပေါ့နော်ဟိုကြားလာဝါဆိုတာတော့တူကြတယ်မျိုးနွယ်ချင်းကတော့မတူဘူးကာလာပေါ်မှာပြီးတော့ခွဲတာရရှိတယ်ဒီကောင်ကြတော့အဖြူတွေ Monsera Elbow Japan ဖြူမျိုးဒီမှာ temperature control နဲ့ထားတယ်အပေါ်ကအလင်းအောင်လိုအပ်ချက်ရှိတော့မီးနဲ့ထားတယ်ဒီဘက်ကကျတော့လေကိုစုပ်ထုတ်တာပေါ့နော်ဟိုဘက်ကနေဒီဘက်ကနေလေဝင်မယ်ဒီဘက်ကနေလေကိုစုပ်ထုတ်တယ်တောက်လျှောက်ပေါ့အဲ့ကြောင့်အထဲမှာအေးမြတဲ့ရာသီဥတုတစ်ခုကျွန်တော်တို့ဖန်တီးထားတယ်
greenhouse လို့ခေါ်တာပေါ့နော်စောင့်ကြည့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်